စိန်ကျင်းဖောက်မှာသူတို့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့တယ်လို့ကြွေးကြော်လိုက်တဲ့ဖက်ဒီတစ်ပတ်ပိတ်ရက်မှာတော့ပရီးမီးယားလိအစား FA ပွဲစဉ်တွေအစားထိုးဝင်ရောက်လာပါသည်မန်ချက်စတာမြို့ရဲ့အပြာရောင်ဘက်အချမ်းဟာခက်ခဲတဲ့စိန်ကျင်းဖောက်မှာတွားရောက်ရှင်ပြိုင်ခဲ့ရပါသည်တကယ်တော့နယူကာဆယ်ကွင်းဟာပြိုင်ဘက်တိုင်းအတွက်လွယ်ကူနေတဲ့ကွင်းမဟုတ်ခဲ့ပါဘူးဒါကိုလည်းပြီးခဲ့တဲ့ဂျာယက်ကမန်ချက်စတာတသင်းကိုအနိုင်ယူပြီးတက်တည်ပြထားခဲ့ပြီးပါပြီမန်ချက်စတာချင်းတူပေမဲ့ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းဟာနယူကာဆယ်အသင်းကိုဂိုးပြတ်အနိုင်ယူပြီး FA ဖလားရဲ့ကွာတာဖိုင်နယ်အဆင့်ကိုတက်လှမ်းလာနိုင်ခဲ့ပါသည်နီးပြကြီးဂွာဒီယိုလာဟာအဓိကတိုက်စစ်မှုဟာလန်ကိုအနာပေးခဲ့ပေမဲ့အိုမာမာမုရှ်ကဟာလန်ရဲ့နေရာကိုအကောင်းဆုံးအစားထိုးသွားနိုင်ခဲ့ပါသည်ဒါအပြင်ဒီပွဲစဉ်မှာမန်စီးတီးအသင်းဟာသူတို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တယ်လို့ဂွာဒီယိုလာကကြွေးကြော်ခဲ့ပါသည်နယူကာဆယ်အသင်းဟာအိမ်ကွင်းအားနဲ့မန်စီးတီးဘက်ကိုဦးဆောင်ကိုသွင်းယူနိုင်ခဲ့ပေမဲ့စာပင်ညိုကခြေပါကိုသွင်းယူပြီးပထမပိုင်းပြီးမှတစ်ဖက်တစ်ကိုးစီတရေဖြစ်စေခဲ့ပါသည်ဒုတိယပိုင်းမှာတော့မာမုရှ်ရဲ့သွင်းကိုနှစ်ခုကမန်စီးတီးအသင်းကိုနောက်တစ်ဆင့်စီပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါသည်ဒါအပြင်ဒီပွဲစဉ်မှာခြေစွမ်းပြသနိုင်ခဲ့ကြတဲ့ဒိုဂူနဲ့စာပင်ညိုတို့ကိုနီးပြကြီးဂွာဒီယိုလာကအခုလိုပဲချီးကျူးခဲ့ပါသည်ဒီရလကတကယ်ကောင်းပါသည်ကျွန်တော်တို့တွေနယူကာဆယ်ကိုအခက်တွေ့အောင်ကစားနိုင်ခဲ့ကြပါသည်အထူးသဖြင့်စာပင်ညိုနဲ့ဒိုဂူတို့ပါပဲသူတို့နေရာရဲ့ခြေစွမ်းကတကယ်ကိုချီးကျူးစရာဖြစ်ခဲ့ပါသည်ဒါကကျွန်တော်နီးပြဘွားတစ်လျှောက်စိန်ငိမ့်ဖောက်မှာအကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ပွဲစဉ်လို့တောင်ပြောရမှာပါတကယ်ကိုကောင်းလွန်ခဲ့ပါသည်ကျွန်တော်ရဲ့စွမ်းဆောင်ရည်ကလည်းအရန်ကောင်းပါသည်ဒုတိယပိုင်းဆဆချင်းမှာဂိုးသွင်းနိုင်လိုက်တာကအသင်းအတွက်နိုင်ပွဲရဖို့အရေးအကြီးဆုံးဖြစ်ခဲ့ပါသည်အဲ့ဒါပြီးတော့ပွဲမပြီးခင်အထိကျွန်တော်တို့တွေခြေစွမ်းပြသနိုင်ခဲ့ပါသည်ခံစစ်ပိုင်းကွင်းလယ်ပိုင်းနဲ့အရာအလုံးကိုကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့ကြပါသည်မာမုရှ်အတွက်လည်းကျွန်တော်ဝမ်းသာမိပါသည်သူရဲ့ဒုတိယသွင်းဂိုးကလည်းအရန်ကောင်းပါသည်FA ဖလားပြိုင်ပွဲမှာနယူကာဆယ်လိုအသင်းမျိုးကိုအနိုင်ယူဖို့ဆိုတာဒီလိုစွမ်းဆောင်ရည်ကောင်းမှရပါလိမ့်မယ်လို့နီးပြကြီးဂွာဒီယိုလာကပြောကြားသွားခဲ့ပါသည်ဒီပွဲစဉ်မှာအကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသသွားခဲ့တာကတော့တိုက်စစ်မှုမာမုရှ်ပဲဖြစ်ပါသည်မာမုရှ်ဟာလန်ကိုကြော်ပြီးပွဲထွက်ခွင့်မရပေမဲ့သူပါဝင်ခွင့်ရတဲ့အချိန်တိုင်းမှာသွင်းဂိုးတွေနဲ့သူ့ကိုယ်သူတက်တည်ပြထားနိုင်ခဲ့ပါသည်အထူးသဖြင့်မာမုရှ်ဟာနယူကာဆယ်နဲ့တွေ့တိုင်းသွင်းဂိုးတွေရရှိနေတာဖြစ်ပါသည်နယူကာဆယ်နဲ့9ပွဲတွေ့ဆုံရမှာမာမုရှ်က9ဂိုးအထိသွင်းယူထားတာဖြစ်ပါသည်ဒါကြောင့်ပွဲပြီးမှာတော့မာမုရှ်ကအသင်းကိုကူညီပေးရလို့ဝမ်းသာပီတိဖြစ်ရကြောင်းအခုလိုပြောပြလာခဲ့ပါသည်အန်အိုးကောင်းတဲ့စွမ်းဆောင်ရည်ပါပဲပွဲစားတော့ကကျွန်တော်တို့ကောင်းကောင်းမကစားနိုင်ခဲ့ကြပါဘူးပြီးတော့သွင်းကိုလည်းခွင့်ပြုပေးလိုက်ရပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ပြန်လာနိုင်ရမယ်ဆိုတာကိုကွင်းထဲမှာစိတ်အားထက်သန်စွာနဲ့တက်တည်ပြနိုင်ခဲ့ကြပါသည်နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့လို့လည်းကျွန်တော်တို့အားလုံးပြောနေကြပါသည်မန်စီးတီးအသင်းကိုကျွန်တော်ရဲ့သွင်းကိုတွေနဲ့ကူညီပေးနိုင်ခဲ့တဲ့အတွက်လည်းဝမ်းသာရပါသည်ဒီအတိုင်းပဲရှေ့ဆက်သွားရပါမယ်အနာဂတ်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာမသိပေမဲ့မန်စီးတီးအသင်းကိုပဲအမြဲတမ်းကူညီပေးဖို့မျှော်လင့်ထားပါတယ်လို့မာမုရှ်ကပြောကြားခဲ့တာဖြစ်ပါတယ်အခုဆိုရင်မန်စီးတီးအသင်းအပါအဝင်အာဆင်နယ်ချယ်ဆီနဲ့လီဗာပူးအသင်းတို့ဟာ FA ဖလားကွာတာဖိုင်နယ်အဆင့်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်နောက်တစ်ဆင့်မဲခွဲမှုကိုတော့လာမယ့်တနင်္လာနေ့မတ်လ9ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်ဒါကြောင့်မန်စီးတီးအနေနဲ့ဘယ်အသင်းနဲ့ရင်ဆိုင်ရမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်